大家好，欢迎来到 Chinese 美乐 Chinese 美乐 channel ကနေကြိုဆိုပါရစေ။ဒီနေ့သင်ခန်းစာမှာတော့တရုတ်နိုင်ငံပေကျင်းမြို့ရဲ့ရာသီဥတုလေးမျိုးအကြောင်းကိုလေ့လာရမှာပါ။အရင်ဆုံး meaning လေးတွေကိုကြည့်ရအောင်။首都首都首都မြို့တော်美丽美丽လှပသော城市城市မြို့刮刮တိုက်ခတ်သည်有时候有时候有时候ဆိုတာတခါတလေ下下အောက်မှာဆင်းသည်အောက်ကိုဆင်းသွားရဆိုလို့ရှိရင်လည်း下တခုခုရဲ့အောက်မှာဆိုလို့ရှိရင်လည်း下面အောက်ဖက်မှာ下面下ဆိုတာအောက်မှာဆင်းသည်နော်水水ဆိုတာနှင်းကြတယ်ဆို下雪了နှင်းနော်生日生日生日ဆိုတာမွေးနေ့生ဆိုတာမွေးတယ်日ဆိုတာနေ့ရက်အဲ့တော့生日ဆိုတော့မွေးတဲ့ရက်မွေးနေ့号ဆိုတာရက်စွဲနံပါတ်ဘယ်နှစ်ရက်နေ့လဲဆိုရင်几号几号几月几号ဘယ်နှစ်လပိုင်းဘယ်နှစ်ရက်နေ့လဲအဲ့လိုမျိုး几号号ဆိုတာရက်စွဲနံပါတ်လို့လည်းပြောလို့ရတယ်就ဆိုတာ就是ကရိယာကိုအထူးပြုတဲ့စကားလုံးလေးနဲ့စေချင်တဲ့အခါမှာ就是ပဲသူပဲ就是他သူပဲ就是ဟုတ်တယ်အဲ့လိုမျိုးကရိယာကိုအထူးပြုရှင်တဲ့အခါကျရင်ကရိယာရဲ့ရှေ့မှာသုံးပေးတယ်မြန်မာလိုဆိုရင်တော့ပဲသူပဲပေါ့နော်就နော်ပေကျင်းဆိုတာတရုတ်နိုင်ငံရဲ့မြို့တော်ပေကျင်းမြို့ပါကဲအဲ့ဆိုရင်အပေါ်မှာစာပိုက်လေးကိုကြည့်ရအောင်北京的四季ဆိုတာရာသီဥတုလေးမျိုးပေါ့နော်ရာသီဥတုလေးမျိုးအကြောင်းနဲ့北京的四季北京မြို့ရဲ့ရာသီဥတုလေးမျိုးတဲ့北京是中国的首都北京是中国的首都北京က中国ဆိုတာတရုတ်ရဲ့首都မြို့တော်ဖြစ်ပါတယ်ပေါ့နော်北京是中国的首都北京ကတရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်它是一个美丽的城市它是一个美丽的城市သူကအရန်ကိုမှခလပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ဒီ美丽ခလပါသော城市မြို့အဲ့တော့美丽的城市ဆိုတော့လှပတဲ့မြို့တစ်ခုဖြစ်ပါတယ်那儿有四个季节那儿ဆိုအဲ့ဒီမှာ那儿အဲ့ဒီမှာ有ရှိတယ်四个၄ခု四个季节ရာသီဥတု၄မျိုးရှိပါတယ်三月ဆိုတာ3လပိုင်း4月4လပိုင်း5月ဆိုတာ5လပိုင်း3လပိုင်း4လပိုင်း5လပိုင်းဒီဟာက春天ຫນွေဥရာသီဖြစ်ပါတယ်3月4月5月是春天ဒီ3-4လဒီ4လတွေရဆိုလို့ရှိရင်春天ຫນွေဥရာသီဖြစ်တယ်6月ဆိုတာ6လပိုင်း7月9လပိုင်း8月ဆိုတော့10လပိုင်းက是夏天ဆိုတော့နွေရာသီဖြစ်ပါတယ်9月ဆိုတာ9လပိုင်း10月10လပိုင်း11月ဆိုတာ11လပိုင်း是秋天ကဲဒီမှာကြတော့ဒီ9လပိုင်း10လပိုင်း11လပိုင်းကတော့ဒီ秋天ဆောင်းဥရာသီဖြစ်ပါတယ်12月ဆိုတာ12လပိုင်း1月2月1လပိုင်း2လပိုင်းတွေကတော့အေးဆုံးချိန်冬天是冬天ဆောင်းရာသီပဲဖြစ်ပါတယ်北京的春天常常刮风北京的春天常常刮风北京မြို့ရဲ့ຫນွေဥရာသီอ่ะဆိုလို့ရှိရင်အမြဲလိုပဲမကြခဏပဲ刮风ဆိုတာလေတိုက်တယ်夏天非常热夏天非常热ဒီနွေရာသီကတော့非常အရမ်းပဲ热ပူတယ်တဲ့秋天很凉快秋天很凉快ဒီ秋天ဆိုတာဆောင်းရာသီကတော့很凉快အေးမြတယ်ပေါ့နော်အေးမြတယ်နေလို့ကောင်းတယ်不冷也不热
不冷ဆိုတော့မအေးဘူးရေဘူးရမပူဘူးပေါ့နော်မအေးဘူးအရင်မအေးဘူးအရင်မပူအေးမြတယ်နေလို့ကောင်းတယ်冬天很冷ဆောင်းရာသီကတော့很冷အရင်ကိုအေးတယ်တဲ့有时候တခါတလေတခါတရံမှာဆိုလို့ရှိရင်下雪နှင်းတော်မှာကြတယ်တဲ့နော်အဲ့တော့တစ်ခါလောက်ပြန်ဖတ်ပြမယ်北京是中国的首都它是一个美丽的城市那儿有4个季节3月4月5月是春天6月7月8月是夏天9月10月11月是秋天是2月1月2月是冬天北京的春天常常刮风夏天非常热秋天很凉快不冷也不热冬天很冷有时候下雪ကဲဒီအောက်ကစကားပြောလေးကိုကြည့်ရအောင်ရှောင်းလေးနဲ့ရှောင်းခွာရှောင်းလေးနဲ့ရှောင်းခွာကဘယ်လိုပါလေးတွေပြောလဲဆိုတော့ပြောရအောင်ရှောင်းခွာ你的生日是几月几号ရှောင်းလေးကမေးတယ်ရှောင်းခွာရေ你的生日နေ့ရဲ့မွေးနေ့က几月几号ဘယ်နှလပိုင်းဘယ်နှရက်နေ့လဲ几月几ဆိုတာမင်းခွန်းမေးတာအဲ့တော့几月几号ဆိုတော့几月几号ဆိုတော့ဘယ်နှလပိုင်းဘယ်နှရက်နေ့လဲအမရှောင်းခွာပြန်ပြောတယ်5月6号5月6号9လပိုင်း6ရက်နေ့ပါပေါ့နော်ဟောက်ဆိုတာရက်နေ့ရက်စွဲကိုပြောတာအဲ့တော့5月6号9လပိုင်း6ရက်နေ့ပါရှောင်းလင်းကပြန်ပြောတယ်ဒီမှာ今天是5月5号ဒီနေ့က5月5号ဒီနေ့က9လပိုင်း9ရက်နေ့လေ明天就是你的生日明天就是你的生日明天ဆိုတာမနေ့ပြန်就是ဟုတ်တာပဲ你的生日မနေ့ပြန်နေ့ရဲ့မွေးနေ့ပဲပေါ့နော်就是你的生日နေ့ရဲ့မွေးနေ့ပဲဒီမှာ就အဒီလိုမျိုးသုံးတာနော်မနေ့ပြန်နေ့မွေးနေ့ပဲရှောင်း话ပြန်ပြောတယ်是啊ဟုတ်တယ်姐姐မမကြီး明天和我一起去游乐场好吗明天မနေ့ပြန်和我ငါနဲ့တူတူငါနဲ့一起去အတူသွားမလား游乐场ဆိုတာ游乐场ကစားကွန်းကိုငါနဲ့အတူတူမနေ့ပြန်သွားမလားတဲ့好吗မေးတာပေါ့နော်是吗？是啊，姐姐，明天和我一起去游乐场好吗？好的，姐姐，好的，妈妈，明天ကျွန်တော်နဲ့တူတူကစားကုန်သွားကြမလားတဲ့။ရှောင်းလင်းကပြန်ပြောတယ်။ဟာ呀，几点去？ကောင်းပြီလေ။几点去？ဘယ်ချိန်သွားကြမလဲ။ဘယ်နှစ်နာရီသွားကြမလဲ။几点ဘယ်ချိန်ဘယ်နှစ်နာရီ去သွားကြမှာလဲ။9点半ဒီမှာ半ဆိုတာတဝက်9点半ဆိုတော့ကိုခွဲစမယဘလူလဲကိုခွဲဆိုဘလူလဲပြန်ပြဟာတဲ့ကောင်းပြီအဲဆိုလို့ရှိရင်မနေ့ပြန်9နာရီခွဲကစားကွန်းကိုသွားကြမယ်နော်ကဲအဲဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီရှေ့ရသင်ခန်းစာလေးတွေကိုပြန်လေ့လာမယ်ဆိုလေ့လာထားမယ်ဆိုလို့ရှိရင်ဒီစာကြောင်းလေးတွေကိုအခက်အခဲမရှိဖတ်တတ်မှနားလည်မှဖြစ်ပါတယ်ကဲရှစ်တကြစိတ်ကြမှာ